Hello ဒီတစ်ခါ IV ကယူရိုကိုကလောမျိုးရဲ့နာမည်ကြီးဘားလေးကိုခေါ်သွားမယ်ပေါ့နော်ဒီဘားလေးကတော့အားလုံးပဲသိတဲ့ high ဘားလေးဖြစ်ပါတယ်ကလောရောက်ရင်မသွားမဖြစ်သွားကြည့်တဲ့နေရာလေးပေါ့နော်ဆိုတော့ IV တို့ဒီမှာ high ဘားကိုညဘက်ခေါ်ရမယ်ညဘက်သူတို့စီမှာ follow vibe မျိုးလေးရှိလဲဆိုတော့ IV အားလုံးပြပြမှာမလို့အတူတူလိုက်ခဲ့ကြပါဦးနော်သူကဘာ9နာရီလောက်တည်းကစောက်ဖွင့်တာပေါ့နော်ဒါပေမဲ့ IV တို့ထွက်လာတဲ့အချိန်ကည9နာရီကျော်နေပြီပေါ့နော်ဒီမှာလူတွေလည်းအပြည့်ပဲထိုင်ကြနေရလဲလုံးဝမရှိဘူးပေါ့ဒါ IV တို့အထက်ကဘားလေးမှာတော့ထိုင်ပါတယ်ကဲဒီဘားရဲ့ထူးခြားချက်လေးကို IV ပြောပြမယ်တွေ့လားဒီမှာဖျောင်းနိုင်လေးနဲ့ဒါမီးပြတ်နေရမဟုတ်ဘူးပေါ့နော်သူတို့ရဲ့ style ကိုကဒီလိုဖျောင်းနိုင်လေးကြားထဲမှာလုံးဝဟိုပေါ့နော်ဒီ local bar ဆိုတဲ့ vibe အပြည့်ရအောင်လို့လှုပ်ထားပြီးတာပေါ့နော် idea ကတော့အရန်မိုက်ပါတယ်ဘာမှဖြစ်စရာကိုမလိုဘူးပေါ့နော်ကဲဆိုတော့ဒီမှာဒါဘားလေးရဲ့အတွင်းပိုင်းပေါ့နော်ဒါ IV တို့ရဲ့ဒီဘားကောင်တာလေးရှိရနေရပါဒီမှာမှာမတောက်ခင် IV decoration လေးလိုက်ပြမယ်နော်ဒီမှာမြင်တဲ့အတိုင်းပဲသူကနိုင်ငံလေးပေါ်မှာလည်းမှတ်တရစာလေးတွေရေးခဲ့လို့ရတယ်ဒီဘားတစ်ခုရှိရ1996ခုနှစ်တည်းကဖွင့်ထားတော့နှစ်ပေါင်း30နီးပါးရှိပြီပေါ့နော်ပြီးတော့ဒီမှာချိတ်ထားတဲ့ပစ္စည်းတွေရတယ်ဒါအမိုက်တွေရှုပ်နေတာမဟုတ်ဘူးပေါ့နော်ဒီနှစ်30လုံးဒီဘားကိုရောက်ခဲ့တဲ့နိုင်ငံတကာဟိုခီးသွားတွေဒီကိုမြန်မာတွေလည်းပါတယ်ပေါ့နော်နိုင်ငံတကာလူတွေလည်းပါတယ်အဲ့လူတွေရဲ့အမှတ်တရပစ္စည်းလေးတွေဖြစ်ပါတယ်ဒါနှစ်30စာလုံးပေါ့နော်ဆိုတော့ဒီဘားရဲ့ culture တစ်ခုရှိတယ်ဒီဘားကိုရောက်လို့ရှိရင်ထိုင်တဲ့သူတွေအားလုံးကဒီကိုလာလဲတဲ့သူအားလုံးကကိုယ့်ရဲ့ပစ္စည်းလေးတစ်ခုခုကိုဒီမှာအမှတ်တရချိတ်ခဲ့လို့ရရပေါ့နော်ဒါဆိုတာနှစ်ပေါင်း30လုံးချိတ်ထားခဲ့တဲ့ပစ္စည်းတွေပေါ့နော်ချို့ဆိုအိုးထုတ်တွေပါတယ်ဖုန်းကာဗာတွေပါတယ်တော်တော်များများတော့ပတ်စံလေးတွေပေါ့နော်ပတ်စံလေးတွေပါတယ်သူတို့မှာပါတဲ့ထားခဲ့လို့ရတဲ့ပစ္စည်းလေးတွေပေါ့မလိုအပ်တဲ့ပစ္စည်းလေးဖြစ်နိုင်တယ်လို့မှတ်တရပစ္စည်းလေးဖြစ်နိုင်တယ်ပေါ့နော်အဲ့လေးတွေကိုထားခဲ့လို့ရတယ်တဲ့ကဲဒီမှာခုနပြောခဲ့တဲ့အတိုင်းပေါ့နော်ဒီဘက်မှာလက်ဆောင်ပစ္စည်းလေးထားခဲ့ဖို့ဆို IV မှာဒီမှာကောင်းစီကျိုးလေးပါတယ်ကောင်းစီကျိုးလေးကိုဒီမှာချင်းချင်းပြီးတော့โอเคဒီမှာ IV ထားပြီးပြီလက်ဆောင်လေးထားပြီးဆိုတော့လက်ဆောင်လေးထားပြီးရင်တော့ IV တို့စပြီးတော့စားဖို့တောက်ဖို့မှာမယ်ပေါ့နော်ပြီးတော့ဒီမှာလာစားပေးနေတာတွေ့ရမလားဒါလေးတွေကကြတော့ complimentary ပေါ့နော်အလကားရတဲ့ဟာလေးတွေပါဒီဘာမှထိုင်လို့ရှိရင်ဘသူ့ကိုမဆိုဒီမှာလက်ဖက်တုပ်ရယ်ချင်းတုပ်ရယ်ရှောက်တီးတုပ်ရယ်မြေပဲရယ်ဒါစားလို့အလကားကျွေးတာပေါ့နော်အလကားခဏလေးတောင်းလို့ရပါတယ် IV တို့ဆိုနှစ်ပွဲသုံးပွဲစီလောက်စားခဲ့တယ်ပေါ့နော်ချစ်စရာလေးတွေပေါ့သူရဲ့ culture လေးကအရန်မိုက်ပါတယ်ကဲပြီးတော့ဒီဘာမှအခုဘာလို့ဒီလိုမျိုးအလကားကျွေးလဲဆိုတော့သူတို့ကအမြီးလုံးဝမရောင်းပါဘူးမှာလို့လည်းမရောင်းမီတူးလည်းမရှိဘူးပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းတော့ငါ6ဖုတ်လိုမျိုးဆက်သားကြောက်ဖို့လိုမျိုးလေးတော့ရောင်းတာတွေ့ရပေါ့နော်ဒါပေမဲ့ပုံမှန်ဆိုရင်တော့ဒါမီနူးလည်းမရှိဘူးမီးလည်းမရှိဘူးပြီးတော့သူ့စီမှာ food မီနူးပဲမရှိတာမဟုတ် drink မီနူးလည်းမရှိဘူးပေါ့နော်ဒီမှာ3မျိုးပဲရပါတယ် whisky sour rum sour gin sour ဆိုပြီး3မျိုးပဲရတယ်ပေါ့နော်အဲ့ဒီ3မျိုးပဲမှာအဲ့3မျိုးပဲတောက်ပါဒီရောက်လို့ရှင်တခြားဘာမှအထွန်းတက်ပြီးမှာလို့မရပါဘူးဆိုတော့ဒါလည်းသူ့ရဲ့ signature ပေါ့နော်IV တော့အကုန်လုံးမြည်ကျင်တာနဲ့ gin နဲ့မှာလိုက် whisky နဲ့မှာလိုက်နဲ့မှာကျင်တို့မှာနေကြတာပေါ့နော်ပြီးတော့ဒီမှာစောက်မှလို့ IV တို့ဒီမှာဘားကောက်တာရှိတီသွားစောက်နေရပဲဖြစ်ပါတယ်အဲ့ဒီ way မှာဒီမှာခန်းချင်းလေးရှိအဲ့ဒါလေးကတော့အိမ်နာလေးပါအိမ်နာလေးကလည်းချင်းလေးနဲ့ချစ်စရာလေးပေါ့နော်ဒါပေမဲ့မတက်မရှင်းတာမျိုးလုံးဝမရှိပါဘူးဆိုင်ကဒီလိုမျိုးအိုဟောင်းနေတဲ့ပုံစံဖုံနေတက်နေတဲ့ပုံစံမျိုးခက်ဆုပ် decoration လေးဖြစ်နေပြီ decoration ဆိုတာတမင်လောက်ထားတာနော်သူတို့တွေအဲ့လိုမျိုးဖြစ်နေပေမဲ့လည်းဟိုလိုညစ်ပတ်တာမျိုးတွေနန်ဆော်တာမျိုးတွေလုံးဝမတွေ့ခဲ့တဲ့အတွက်ကြောင့် IV ကလုံးဝ10အောင်တော့10မှာအရန်ကြိုက်ပါတယ်ဒီလို vibe မျိုးဒီလိုနေရာဒီလိုကလောမှာမြန်မာနိုင်ငံမှာပဲရနိုင်တာဆိုတော့ IV ကတော့ကလောရောက်တိုင်းသွားထိုင်ဖြစ်ပါတယ်ဒီဘားလေးကြောင့်မိတ်ဆက်ပေးတာတော်တော်လေးတည်သွားလောက်ပြီဆိုတော့ IV စပြီးတော့တောက်ပြီနော်ကဲဒီမှာအလကားရတဲ့လက်ဖက်တုပ်လေးစားပါမယ်လက်ဖက်တုပ်ချင်းတုပ်ရှောက်တီးတုပ်အကုန်ကောင်းပါတယ်ရှောက်တီးတုပ်လေးကတော့အကြိုက်ဆုံးပေါ့နော်ဒီမှာစားလိုက်တောက်လိုက်ဘေးကလူတွေနဲ့စကားလေးပြောလိုက်သူတို့ပြောတာလေးနားထောင်လိုက်နဲ့အရန်ကုန်မှာကောင်းတော့ညလေးဖြစ်ခဲ့တယ်ပေါ့နော်အရန်လည်းပျော်ခဲ့ပါတယ်အဲ့ပြီးတော့ဒီမှာအများကြီးလည်းတောက်ခဲ့တယ်အများကြီးလည်းစားခဲ့တယ်ပေါ့နော်ဆိုင်ရှင်နေနဲ့လည်းစကားပြောခဲ့တယ်သူတို့ရဲ့ slogan လေးတစ်ခုရှိတာဒီလိုသိလားမသိဘူးသူတို့ရဲ့ဆိုင်ရှင်ရဲ့စကားတစ်ခုရှိတယ်အဲ့ဒါကတော့လာသမျှလူတိုင်းပြောတယ်တခွန်းပဲရှိတယ်အသက်60ထိတောက်မယ်တဲ့အသက်60ထိတောက်မယ်ဆိုတဲ့ဟာကိုတဝိုင်းလုံးអော်ကြပါတယ်သူက cheers လုပ်လိုက်တိုင်းအသက်60ထိတောက်မယ်ဆိုပြီးអော်လို့ရှိရင်အရန်ပျော်ဖို့ကောင်းတယ်ပေါ့နော်အဲ့ပြီးတော့လည်းអော်လိုက်တောက်လိုက်နဲ့ပျော်ခဲ့ရပါတယ်။ဒါနဲ့ဆို၄ခွက်လာ၅ခွက်လာမရှိတော့ပြီ။ဒါပြီးတော့
ကဲဆိုတော့ဒီ vlog လေးကဒီလောက်ပဲเนาะ IV လဲမူးပြီးတော့ပြန်ပြီးတော့အိပ်ပါတော့မယ်ဒီ vlog အကြောင်းပြောချင်လို့တေချာလေးလာရိုက်ပြတာပေါ့เนาะဆိုတော့ကဲကလောရလို့ရှိရင်ဒီ high snack and bar ဆိုတဲ့နေရာလေးကိုဝင်ခဲ့เนาะတိတဲ့သူတွေလည်းဝင်ခဲ့မတိတဲ့သူတွေလည်းဝင်လိုက်ပေါ့เนาะဆို IV ကတော့ပြန်တော့မယ်တတာ